အခုခေတ်လူငယ်တွေကတိတ်ကံကောင်းတာကံကောင်းလို့ဆိုတာကံနဲ့ဆိုတာပေါ့လေဒါပေမဲ့ကံကောင်းတာတော့ဒီ social media တို့ internet တို့ကျွန်တော်တို့ဆိုတာ internet တက္ကသိုလ်ကျောင်းသားဘွားမြင်မှုတာမဟုတ်တော်တို့ကျောင်းသားဘွား calculator တောင်ကောင်းကောင်းမပေါ်လေအဲ့လိုကာလမှာအခုဆို internet ကလမ်းလုပ်လို့ရတာအများကြီးပဲကျွန်တော်တို့ကိုယ်တိုင်ကိုအရင်တော့ကျွန်တော်ဆိုဟိုအပြင်နိုင်ငံခြားလေးပဲထွင်စာအုပ်တွေဝယ်အဲ့စာအုပ်တွေလည်းကိုလိုချင်တဲ့စာအုပ်မျိုးစားဈေးကြီးတယ်9000နဲ့3သိန်းလောက်ထိရှိတယ်နောက်ပြီးရှာဝယ်ရတာစာအုပ်ကလည်းအလေးပဲစာအုပ်တွေတဲလာရင်ကျွန်တော်တစ်တာတွေကအဝတ်တွေအကုန်ထုတ်ခဲ့ပြီးလွတ်ပစ်ခဲ့ပြီးတော့အဲစာအုပ်ကိုတဲလာတာမျိုးရှိတယ်အခုကတော့ e-book တွေပြပေါ်လိုက်တာကျွန်တော်ကွန်ပျူတာစလေ့တာတော့94အဲ့တုန်းကကွန်ပျူတာလေ့လာဖို့အတွက် e-book တွေပါမရှိသေးဘူးအခုဆိုကျွန်တော်မနေ့ကတည်းက color theory ကို color theory တော့အများကြီးဖတ်ပူတော့ပြီတိုးတော့အဲ့ YouTube မှာ color theory ကြည့်တော့ဒီတနေ့ကုန်ဒီပါပဲကြည့်ကောင်းလိုက်တာတိတ်လည်းရှင်းတာပဲအမတန်ကိုကုသိုလ်ကံကောင်းတဲ့ခေတ်တစ်ခုလို့ပြန်ပြီးတော့ပညာ learning လုပ်ဖို့ကတော့အမတန်ကောင်းတဲ့အချိန်မှာ